မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မင်္ဂလာမောင်ခီးသွားဝန်ဆောင်မှုကနေပြီးတော့ပြန်လဲကြိုးစိုးလိုက်ပါတယ်ခင်ဗျာလိုက်ပါကြတဲ့ခီးတယ်များကိုမိတ်ဆက်ပေးနေတာကတော့ရှေ့ကမောင်းနေတဲ့ပိုက်လော့ကတော့ကောက်စိန်ဖြစ်ပြီးတော့စက္ကန့်ပိုက်လော့ကတော့ပိုင်ဖြစ်ပါတယ်နော်အခုလိုစီစဉ်မြောက်တင်ဆက်နေတာကတော့လူကျော်လေးပေါင်ကျုံဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မင်္ဂလာမောင်ခီးသွားဝန်ဆောင်မှုကနေပြန်လဲကြိုးစိုးလိုက်ပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်တို့ရဲ့မောင်းနေတဲ့ပိုက်လော့ကတော့ကောက်စိန်ဖြစ်ပါတယ်ခင်ဗျာတစ်ဖက်ဘေးမှာရှိတဲ့စက္ကန့်ပိုက်လော့ကတော့ပါဤဖြစ်ပါတယ်ခင်ဗျာခုနပဲနောက်တဲ့နှစ်ခါလောက်ပါပြီးသွားတာခင်ဗျာအခုတင်ဆက်နေတဲ့သူကတော့ကျွန်တော်ခံကျော်ကြီးကိုကျော်ဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာမင်္ဂလာမောင်ခီးသွားဝန်ဆောင်မှုမှာပြန်လဲကြိုးစိုးလိုက်ပါတယ်ခင်ဗျာဆိုရင်ဒေသစံတော်ချိန်ကကျွန်တော်တို့ရဲ့12နိုင်ထိုးဖြစ်ပါပြီခင်ဗျာ12နိုင်ထိုးပါပြီဆိုတော့အားလုံးဘိုက်စာနေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ရဲ့ပိုက်လော့ကောက်စိန်ကမောင်းရင်နဲ့ဒီပါများကိုဖရလှုပ်လို့အမ်ဂျင်ပြုတ်ကျင်စိတ်များပေါ်လာပြီးဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့လေချောင်းကနေပေါ်မတက်ပဲနဲ့ပြန်လဲမျိုးချပါရင်အကြံပြုတ်ပြရစီလားခင်ဗျာလို့အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာမောင်ခီးသွားမှပြန်လဲကြိုးစိုးလိုက်ပါတယ်ခင်ဗျာအားလုံးခီးတယ်များမပြင်းစီရင်ကျွန်တော်ခံကျော်ကြီးမှတစ်ချိန်တစ်ပုတ်လောက်တင်ဆက်ပေးရစီခင်ဗျာပိုက်ရွယ်တာကိုအပြစ်မြင်နာလားချီရဲ့ပိုက်ရွှဲတဲ့သူတွေဆိုရင်မုန်းနေပြီလားဝဲရဲ့တကယ်ဆိုရင်ဝိတ်မချမင်းမဲ့ကွယ်ချစ်တဲ့အသေးတော့တကယ်ခံမရှိတယ်မုန်းခြင်းလဲမုန်းလိုက်တော့ကွယ်တော်လိုက်တာလက်ခုပ်လေးများပြအားပေးကြပါလားခင်ဗျာလို့